မင်္ဂလာပါမင်းတို့2026တလပိုင်းတရက်နေ့လေးကိုရောက်ရှိလာပါပြီเนาะမင်းတို့ဒီခေါခေါစူပါကတ်လေးကိုမင်းတို့ပေါ့နော်6သိန်း9,000ကျပ်ကတော့မင်းတို့အရေးကြနဲ့ဝယ်ယူရရှိနိုင်တာဖြစ်ပါတယ်เนาะမန္တလေးမြို့တွင်းဆိုရင်မင်းတို့အရေးကြနဲ့ဝယ်ယူရရှိနိုင်ပါတယ်လက်ငင်းဆိုရင်တော့မင်းတို့28သိန်း30ဝန်းကျင်ပေါ့နော်သူကတော့မင်းတို့ဂါဗနာတိုင်းနဲ့ကလတ်တိုင်းနဲ့ကွာတော့ပါတယ်ရှင်ပစ္စည်းလေးကတော့မင်းတို့2မျိုးနှစ်ရှိပါမယ်နော်ကလတ်တိုက်ကြိုက်တဲ့ customer ရှိရပေါ့နော်ဂါဗနာတိုက်ကြိုက်တဲ့ customer ရှိတယ်အဲအကြောင်းမို့လို့မင်းတို့ကနေပြီးတော့မှ2မျိုးလုံးကိုမင်းတို့ထုတ်လုပ်ထားပေးရဖြစ်ပါတယ်နော်မင်းတို့စူပါကတ်လေးတွေကတော့မင်းတို့လက်ရှိချိန်မှာမင်းတို့28နဲ့သိန်း30ဝန်းကျင်မှာရှိပါမယ်နော်အရေးကြဆိုရင်တော့မင်းတို့6သိန်း9,000ကျပ်တွင်ပြီးတော့မှဝယ်ယူရရှိနိုင်တယ်ဆိုတဲ့အကြောင်းကိုမင်းဒီနေ့2026ရဲ့တလပိုင်းတရက်နေ့မှာမင်းဗီဒီယိုလေးရိုက်ပြပေးသွားဖြစ်ပါတယ်နော်ကစတမာလေးတွေလည်းအသေးစိတ်မေးမြန်းချင်တယ်ဆိုရင်မင်းတို့ရဲ့ဆိုင်ဖုန်းဖြစ်တဲ့99033လုံး920နဲ့99033လုံး911တွေကိုဆက်တွယ်ပြီးတော့မှမေးမြန်းအသေးစိတ်မေးမြန်းနိုင်တယ်ပေါ့နော်မင်းတို့ရဲ့ထိုင်းရံဘို page ဖြစ်တဲ့ပေါ့နော်ထိုင်းရံဘိုမန္တလေး page တွေမှာလည်းမေးမြန်းနိုင်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဘိန်းတွေကတော့မင်းတို့ရွေးချယ်စရာတွေအများကြီးပေါ့နော်အခင်းချင်းတွေကိုမင်းတို့အပြောင်းလဲဖြစ်အောင်မင်းတို့အမြဲတမ်းပြောင်းလဲပေးနေရပဲဖြစ်ပါတယ်နော်လိုအပ်တဲ့ customer များလည်းအမြန်လေးလာရောက်ဝယ်ယူအပ်ပေးနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်